electronegativity ပေါ့နော်NAGATIVINT ပါ electronegativity electro ဆိုတာလျှက်စစ် negativity ဆိုတာဓမ္မတတိလျှက်စစ်ဓမ္မတတိလို့ခေါ်တယ်သူရဲ့ definition ကကြတော့ the ability to attract the share electron to its share electron ဆွဲနိုင်တဲ့စွမ်းရည်ကို electronegativity လို့ခေါ်တယ်ဟုတ်ပြီ share electron ဆိုတာပါလဲဥပမာ hydrogen လေးတစ်လုံးရှိတယ်သူရဲ့ atomic number 1နော်valence electron လည်း1ဆိုသူမှာတစ်လုံးရှိတယ်ကလိုလင်းလေးရှိတယ် 17Cr 2.8.7 valence electron 9လုံးရှိတယ် valence electron 9လုံးရှိတယ်အဲ့တော့ထဲမှာဒီတွဲနေတဲ့ပူးနေတဲ့နော်ပူးနေတဲ့ electron လေးတွေကိုကြာလုံးပဲလို့ခေါ်တယ်သူတို့တွေကကိုဗေးလန်ပုံဖြစ်ရမှာဘယ်တော့မှမပါရတဲ့အတွက်ကြာလုံးပဲလို့ခေါ်တယ်ခါသွင်းပဲ electron လေးလည်းဒီမှာ single electron လေးရတာလေကိုဗေးလန်ပုံဖြစ်တဲ့အခါမှာပါဝင်ရတယ်ပေါ့နော်ဒါဆို H ကလည်းတစ်လုံးဆိုင်နော် H ကလည်းတစ်လုံးဆိုင် C ကလည်းတစ်လုံးဆိုင်နော်ဒါဆိုရင်ဒီမှာရှိတဲ့ electron လေးသူပြမဲ့နှလုံးလေးကို H ကလည်းပိုင်ဆိုင်သွားတယ်H ကလည်းပိုင်ဆိုင်သွားသလို C ကလည်းပိုင်ဆိုင်သွားတယ်ပေါ့နော်အဲဒီဒါ H ကကြတော့ duplet root နှစ်ခုဖြည့်စီနဲ့ကိုက်သွားတယ် C ကကြတော့8ခုဖြည့်စီနဲ့ကိုက်သွားတယ်ပေါ့နော်ဒါဆိုရင်ဒီမှာရှိတဲ့ electron လေးတဲ့ဆိုကို share electron လို့ခေါ်တယ်အဲ့ဒီ share electron ကို electronegativity ကြီးတဲ့ present ကပို့ပြီးတော့မှအဲ့တော့ဆွဲနိုင်တယ်ပေါ့နော်ဒါဆို H နဲ့ Cn မှာဆိုရင် electronegativity က Cn ကပိုကြီးတဲ့အတွက်ကြောင့်ဒီ share electron လေးဒီငကိုတော့အလယ်ကောင်တက်မှာရှိတယ်ဆိုလို့ရှိရင် Cn ဒီ electronegativity တန်ဖိုးကြီးတဲ့အတွက်ကြောင့်ဒီ share electron လေးက Cn ဘက်ကိုယူသွားမယ်ဒါကြောင့်မို့ Cn ဘက်မှာ share electron လေးပိုရောက်နေပြီပေါ့နော်ပိုရောက်နေတဲ့အတွက်ကြောင့် share electron ရှိတဲ့ဘက်မှာဆို partial negative ပေါ်မယ် share electron ဝေးတဲ့ဘက်မှာဆို partial positive ပေါ်မယ်ဒါ electronegativity အကြောင်းပေါ့နော်ဒါဆိုလို့ချင်းatomic size အရွယ်အစားနဲ့ပတ်သက်ပြီးတော့ပြောကြည့်အောင်ညာဒီမှာတစ်ခုကြည့်ချလိုက်မယ်လီဘီပိုကာနော့နီပါနော်ဒီမှာဆိုလို့ရှိရင်နော် lithium ဒီ atomic number 3 beryllium ဒီ4 boron ဒီ5 carbon ဒီ6 nitrogen ဒီ7 oxygen ဒီ8 fluorine ဒီ9 neon ဒီ10ပေါ့နော်neon ဒီ10ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာအရွယ်စားဆို430ရွယ်ဘယ်ညာ430ရွယ်ဘယ်ညာငယ်ဘယ်ညာသွားရင်430အရွယ်ဆိုရင်ဘယ်ညာရောက်ရင်ငယ်သွားမယ်အရွယ်စားပဲဖြစ်ပါမလဲငယ်သွားမယ်နောက်ပြီးကြတော့ငါတို့စဉ်းစားကြည့်အောင်ဒီမှာဆိုလို့ရှိရင် lithium ကွာနော်အလဲကောင်မှာနော်အဲ့တော့ဘယ်လိုပြောမလဲသူရဲ့ mass number ဒီ6ပဲထားပါတော့အလဲကောင်မှာ proton 3လုံး neutron 3လုံး6လုံးရှိတယ်ပြီးမှ electron 3လုံးဝင်ရမယ်ပေါ့နော်အဲ့ပဲကြတော့ဒီမှာ electron 3လုံးဝင်ရမယ်နော်ဒီဘက်မှာ beryllium နော် beryllium ဆိုရင် proton 4လုံး neutron 4လုံးဒါထဲမှာ nucleus ရှိမယ်ပြီးမှ electron 4လုံးဝင်ရမယ်ပေါ့နော်အဲ့ဒီမှာ oxygen ကွာအထဲထဲမှာproton 8လုံး neutron 8လုံးပြီးမှ electron 8လုံးဝင်ရမယ်ပုံမှန်စဉ်းစားကြည့်ရင်ဒီမှာရှိတဲ့ proton အရေအတွက်ဒီမှာရှိတဲ့ proton နှိုင်းယှဉ်မယ်ဆိုရင်nucleus ကြီးဘာဖြစ်လာလဲဆိုကြီးလာတယ်ပေါ့နော် nucleus ကြီးကတော့ကြီးလာတယ်။ဘာကြောင့်လဲ nucleus ဒီထဲမှာကျတော့ proton 3လုံး neutron 3လုံးဒီဘက်မှာကျတော့ proton 4လုံးဟိုဘက်မှာ proton 4လုံး neutron nucleus ကြီးလာတယ်။ဟုတ်ပြီအဲ့တော့ NuCl ရ nucleus ကြီး NuCl AUS
nucleus nucleus ကြီးကတော့ကြီးလာဟုတ်ပြီဒါဆိုလို့ရှိရင် အရွယ်စားကြီးကတော့ကြီးလာနိုင်လားပေါ့နော်ဒါပေမဲ့အရွယ်စားကြီးကြီးမလာပဲနဲ့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ကြီးမလာပဲနဲ့တည်သွားတဲ့အကြောင်းရင်းရှိတယ်ပေါ့နော်ဘာလို့လဲဆိုရင်ဒါတွေက electron က minus proton က plus electric charge တွေလေ electric charge တွေဒီဘယ်သူကိုလိုက်နာလဲကူလောင်လောလိုက်နာပါတယ်ကူလောင်လောကဘယ်လိုပြောလဲဆိုရင်ကူလောင်လောက plus နဲ့ minus ဆိုတော့လျှက်စစ်လို့ရှိရဆိုပါတော့အကွာဝေးတစ်ခုဟာလေးရှားနာထားတယ်ဆိုလို့ရှိရင်ဒါလေးကို G1 လို့ပေးမယ်ဒါလေးကို G2 လို့ပေးမယ်အဲဒီ G1 နဲ့ G2 ကြားထဲမှာရှိတဲ့အောက်တွက်မယ်ဆိုလို့ရှိရင်အဲ့ဒီထဲမှာရှိတဲ့ R သည် G1 G2 မြောက်လက်နဲ့တိုက်ရိုက်ရှို့ကြပြီး R square နဲ့တော့ပြောင်းပြန်ရှို့ကြတယ်ဆွဲတဲ့ဘယ်ကဆွဲ R သည်နော်ဒီမှာရှိတဲ့ charge တန်ဖိုးတွေနဲ့တိုက်ရိုက်ရှို့ကြတယ်လို့ဆိုလိုတယ်အဲ့တော့ဆွဲ R သည် charge တန်ဖိုးနဲ့4သည် charge တန်ဖိုးနဲ့တိုက်ရိုက်ရှို့ကြတယ်လို့ဆိုလိုတယ်ဒီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျတော့ nucleus ထဲမှာ plus 3ဖို့ပေါ့နော်အဲ့ဒါ3 plus 3လို့ပဲရေးလိုက်တော့မှာ nucleus ထဲမှာ proton 3လုံးဆိုတော့ plus 3ပေါ့ plus 3 electron 3လုံးဆိုတော့ minus 3 plus 3နဲ့ minus 3ကြားထဲမှာရှိတဲ့ဆွဲအားရဲ့ဒီမှာကျတော့ plus 4ပေါ့ nucleus proton 3လုံးဆိုတော့ electron ကကျတော့လဲ4လုံးဆိုတော့ minus 4ပေါ့အဲ့ရှာမှာရှိတဲ့ဆွဲအားရဲ့နော်ဒီမှာကျတော့အောက်ဆီဂျင်ဆိုတော့အတွင်းထဲမှာ proton 8လုံးဆိုတော့ plus 8ပေါ့နော်electron 8လုံးဆိုတော့ minus 8 plus 8နဲ့ minus 8ကြားမှာရှိတဲ့ဆွဲအားရဲ့နိုင်ရှင်ကြည့်မယ်ပေါ့နော်နိုင်ရှင်ကြည့်မယ်ဆိုလို့ရှိရင်သိကြတယ်ဒါလေးကို F1 လို့ပေးမယ်ဒါ F2 လို့ပေးမယ်ဒါဒီ F3 လို့ပေးမယ်ဆိုရင်သိကြတယ် F3 ဒီအကြီးဆုံးဖြစ်မယ် F3 ပြီးမှ F2 ပြီးမှ F1 လာမယ်ဒါပေါ့ချက်တန်ဖို့ကြီးလာတဲ့အတွက်ကြောင့် R ကကြီးလာတယ်ပေါ့နော်ဆွဲအားကြီးလာတယ်ဆိုတော့ဆွဲအားကြီးလာတဲ့ရလက်ကဘာဖြစ်သွားသေးလဲဆိုလို့ရှိရင် electron တွေကိုပို့ပြီးတော့ဆွဲတယ်ပေါ့နော်ဆွဲတဲ့ဘက်ကဒီမှာအလဲကောင်က plus 3ရှိတယ်ဘေးမှာ minus 3ရှိတယ်အဲ့တော့ဆွဲအားပြောတော့ပွားကြီးဖြစ်နေတယ်ပေါ့နော်စိုက်ကကြီးနေတယ်ဒါပေမဲ့အလဲကောင်မှာ plus 4ရှိတယ်ဘေးမှာ minus 4ရှိတယ်ဆိုတော့ဆွဲအားနည်းနည်းကောင်းလာတယ်ဒါကြောင့်မို့နည်းနည်းလေးကျစ်လာတယ်ဒီမှာကျတော့အလဲကောင်မှာ plus 8ဘေးမှာလည်း minus 8ရှိတယ်ဆိုတော့ဒီကောင်ကတော့ပို့ပြီးအကျစ်ဆုံးဖြစ်မယ်ဒါကြောင့်မို့ site ဒီပို့တည်သွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့တော့ဒီပွားတဲ့ electron ကနေနော်ပွားတဲ့ atom ကနေ electron ကိုဖယ်ထုတ်မယ်နော်ဖယ်ထုတ်မယ် energy တစ်ခုပေးရမယ်အဲ့ဒီ energy ရဲ့နော်ဒီကောင်ကနေလည်း electron ဖယ်လုပ်မယ်အဲ့အတွက် energy ပေးရမယ်နော်ဒီ electron ကျစ်နေတဲ့ atom လေးကနေလည်း electron ဖယ်ထုတ်မယ်အဲ့အတွက် energy ပေးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ E1 E2 E3 လို့ရေးလိုက်မယ် E1 E2 E3 လို့ရေးလိုက်မယ်ဆိုလို့ရှိရင်ဘယ်ကောင်ဒီ energy အများကြီးပို့လို့မလဲဆိုလို့ရှိရင်ကျစ်နေတဲ့ atom ထဲမှာရှိတဲ့ electron ဖယ်ထုတ်ရတာပိုပြီးခက်ပါတယ်နော်ခက်တယ်ဆိုတော့ electron ထွက်ဖို့အတွက်ခက်တာလားအဲ့တော့ energy E3 ဒီ energy အများကြီးလိုပါတယ်နော်ဒါကြောင့်မို့နော် ionization energy နှိုင်းယှဉ်မယ်ဆိုရင်လည်းဒီကောင် ionization energy ရဲ့ဒီကောင် ionization ဒုတိယနော်ဘောရွန်လေး ionization energy ရဲ့ဒီနော် electron ဖယ်ထုတ်ဖို့လုပ်နေဆိုရင်ဒါတွေဒီဘာတွေလဲဆိုရင် ionization energy တွေဖြစ်ပါတယ်ဒါကြောင့်မို့ပွားနေတဲ့ပြန်ရေးပါမယ်ပထမအတန်ရဲ့ ionization energy 1ရဲ့ဒုတိယအတန်ရဲ့ ionization energy 2ရဲ့တတိယအတန်ရဲ့ ionization energy 3ရဲ့နှိုင်းယှဉ်မယ်ဆိုရင် ionization energy 3ဒီအကြီးဆုံးဖြစ်မှာပါ
ဆိုရတဲ့ပဲပေါ်တဲ့အတန်ကနေအလက်ထွန်ဖယ်မယ်ဆိုရင် energy နည်းနည်းလေးပဲလိုပါတယ်အလက်ထွန်ဖယ်ထုတ်ရတာလည်းလွယ်ပါတယ်ဆိုတော့အဓိပ္ပာယ်က ionization energy ငယ်မယ်ဆိုရင်အလက်ထွန်ဖယ်ရတာလွယ်ပါတယ်ဟလားပေါ်တဲ့ကောင်ကနေနော်အလက်ထွန်ဖယ်လွယ်တယ် ionization energy လည်းနည်းနည်းပဲကုန်မယ်နော်ဒါကြောင့်မို့ ionization energy trend ကိုနှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင် ionization energy ဒီEAI ဘယ်ညာဘာဖြစ်သွားမလဲကြီးသွားမယ်ဆိုဒီဘက်ဘာဖြစ်ဆုံးအပွားဆုံးနော်ဒီဘက်စီအကျစ်ဆုံးပါနော်အဲ့တော့ပွားတဲ့ကောင်ကနေအလက်ထွန်ဖယ်ရတာလွယ်တယ်ဆိုတဲ့ဗျ ionization energy နည်းနည်းပဲကုန်မယ်ပေါ့နော်ဒီကောင်ကကျတော့ကျစ်တဲ့ကောင်ကနေအလက်ထွန်ဖယ်ရတာခက်မယ် ionization energy တွေအများကြီးကုန်မယ်ပေါ့ဆိုတော့နော်ဒီကနေဝကြလေးကြောင်ထုတ်လိုက်မယ် ionization energy ငယ်အလက်ထွန်ဖယ်ရတာလွယ်တယ်အလက်ထွန်ဆုံးရှုံးဖို့လွယ်တယ်နော်ဒါကြောင့်မို့အလက်ထွန်ဆုံးရှုံးနေဘာဖြစ်လာလဲကတ္တယုံဖြစ်လာတာကတ္တယုံဖြစ်နိုင်မယ်ပေါ့နော်ကတ္တယုံဖြစ်ဖို့လွယ်တယ်ပေါ့ဒါကြောင့်မို့ ionization energy ငယ်တဲ့ကောင်တွေကကတ္တယုံဖြစ်ရတာလွယ်ပါတယ်အလက်ထွန်ဖယ်ရတာလည်းလွယ်ပါတယ်လားအဘီလက်ထွန် affinity ဆိုတာကြတော့ဗာလဲဆိုရင်လက်ထွန်လက်ခံတဲ့စွမ်းရည်ဖြစ်ပါတယ်လက်ထွန်လက်ခံတဲ့စွမ်းရည်ကကြတော့လက်ထွန်လက်ခံတဲ့လက်ထွန်လက်ခံပြီးတော့သူဒီ energy အများကြီးပြန်ထုတ်ပါတယ်ဒီဘက်ကကောင်လေးကကြတော့ဒီဘက်ကဘိုရွန်ကာဗွန်နိုက်ထရိုဂျင်ဖလိုရင်ဒီကောင်လေးဒီလက်ထွန် affinity မြင့်ပါတယ်ဆိုတော့ဒီဘက်လက်ထွန်လက်ခံလို့ရတယ်ဘာကြောင့်လဲ negative ဖြစ်တဲ့အတွက်ကြောင့်ပါဒီဘက်ကကောင်လေးကတော့လက်ထွန် affinity နေပါတယ်ဘာကြောင့်လဲသူတို့မတေးဖြစ်ပါတယ်လက်ထွန်လက်ခံလို့စိတ်လုံးဝမရှိပါဘူးဒါကို electron affinity လို့ခေါ်ပါတယ်ဒါကြောင့်မို့ electron affinity ကတော့ electron affinity မြင့်မှသာလဲ electron လက်ခံမှုလွယ်ကူမှဖြစ်ပါတယ် electron affinity နေတဲ့ကောင်တွေကတော့ electron လက်ခံမှုခက်ခဲတဲ့ပြဿနာရှိပါတယ်ဒီလောက်ပါ